Hi, how are you doing? What do you think? Portuguese or Spain? Spain, I guess. You think Spain? Okay, my man. Good to see you, huh? Okay, အားလုံးပဲမင်္ဂလာပါခင်ဗျာ UME Football ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့တယောက်တည်းပြောမှပြင်းလာပြီဆိုတော့ကျွန်တော် guest ကြောက်ခေါ်လာတယ်ဒီနာမည်လေးမိတ်ဆက်ပေးလိုက် ကျွန်တော်နာမည်အောင်ထပ်ပိုင်ပါ Okay ဒီနေ့ပြောမယ့်အကြောင်းအရာ Portuguese နဲ့ Spain ကမ်းမဲ့အကြောင်းလေးပေါ့နော် World Cup မှာညက်ပါ fan ကျွန်တော်ဒိုလေးဖန် Portuguese fan Portuguese fan Okay ဟုတ်ပြီဒါဆိုရင်နီးကြတယောက်ဖြစ်မယ်ဆိုလို့ရှိရင်ဘယ်လို line တွေထွက်လာမယ်ဘယ်လိုလူစင်းတွေတွန်းလာလဲ ကျွန်တော် Portuguese ကျွန်တော်ထွက်စေချင်တဲ့ line out ကပေါ့နော်ဒါနောက်တန်းကတော့ရှစ်ပွဲတွေတုန်းကအတိုင်းပဲနောက်တန်း၄ယောက်ရှိမယ်ကျွန်တော်ကွင်းလယ်မှာကျွန်တော်ဂျာအိုနာဘက်နဲ့ကျွန်တော် Bruno Fernandes ကိုတုံးချင်ဟုတ်ပြီနံပါတ်10 row မှာကကျွန်တော်ဂျာအိုဖီလစ်ချမ်းနေရာတွေကပြောင်းလဲမရှိအဲ့နေရာလေးတော့ပြောင်းချင် နေရာလေးပဲကျွန်တော်ဟုတ်ပြီအဲ့ဆိုရင်ကွင်းလယ်2ယောက်တန်းမှာ Bruno Fernandes ရဲ့ဂျာအိုနာဘက်ရဲ့နံပါတ်10 row မှာဂျာအိုဖီလစ်ဟုတ်ပြီအဲ့ဆိုရင်ပွဲပြီးရလာဘယ်လိုထွက်လာမလဲကျွန်တော်ဒီနေ့ကစားတဲ့ပုံကဘောလုံးပိုင်ဆိုင်မှုနဲ့အပြန်လန်ပင်ခိုးတွေနဲ့ဒီမျိုးအချိန်ပိုထိသွားမယ်အချိန်ပုံမှာချိန်နဲ့အချိန်ပိုထိသွားပြီးတော့အချိန်ပုံမှာမှပေါ်တူဂီကတ်နိုင်သွားမယ်ပေါ့ကတ်နိုင်ဟုတ်ပြီအဲ့ဆိုရင်ကိုကလည်းကိုချင်တာကျတော့ကျွင်းလေကိုတော့ပြောင်းလဲရှိမယ်လို့မထင်ဘူးဒီရင်ပွဲတိုင်းပဲပွဲထက်လာမယ်ထင်ဒီလူစင်းမဲ့ပေါ့နော်ဒီလူစင်းဒါပေမဲ့ကိုခံမှန်းရလက်ကတော့အချိန်နဲ့ရှိမယ်ပွဲကောင်းပွဲဖြစ်မယ်အချင်းမို့ထိသွားမယ်2-1လောက်တော့ကိုခံမှန်းထားတယ်ပေါ်တူဂီ2-1လောက်သွားမယ်အဲကဲဟုတ်ပြီညီရဲ့ဒီပေါ်တူဂီရဲ့အားသာချက်ဆိုဘယ်လိုဘာတွေမြင်လဲကျွန်တော်ဒီပွဲမှာပေါ်တူဂီရဲ့အားသာချက်ကကွင်းလေပေါ့နော်ဒါမှကွင်းလေရလဲစပိန်ကလည်းသွားကောင်းနေရောစပိန်ကွင်းလေရလဲကောင်းနေတယ်အဲ့ဆိုတော့ကျွန်တော်ဒီပွဲကပေါ်တူဂီကဒဖန်ကစားမယ်ပြီးရင်ကောင်းတာတစ်ခဲချောင်းရာဖီလီယိုတို့နက်တိုတို့ရဲ့အမြန်ဆုံးအနေနဲ့တော့ဒီပွဲကိုနည်းနည်းတော့ပိတ်ကစားမင်းဘယ်လောက်သွားမယ်အဲ့ဘောအဲ့လိုမျိုးပုံစံမျိုးပေါ့မင်းဘယ်လောက်ကစားပြီးတော့ကောင်းတာနဲ့အဲ့လိုသွားမယ်တောင်မန်နေကနေသွားမယ် position gain တော့ကစားမယ်မထင်ဘူးposition ကစားတော့ကစားလိမ့်မယ်အရင်ကစားဟုတ်စပိန်ကြောက်လဲ position ရင်နော်ကစားတဲ့တင်းစားဖို့တော့သိနေတော့ရှိပြီ Okay အခုမြင်ကြတော့ဘယ်လိုမြင်လဲဆိုတော့2-1တော့သွားမယ်ပြီးလို့ရှိရင်ပေါ်တူဂီအားသာချက်ကတော့တောင်မန်နှစ်ဖက်လို့မြင်စပိန်တောင်မန်တစ်ဖက်ကလည်းကောင်းတယ်နော်ကောင်းတယ်ဟုတ်တယ်လက်မိုင်းရမယ်နဲ့ဒီကိုလီယံမကစားဘူးထင်တယ်မကစားဘူးသူမကစားဟုတ်တယ်ရှစ်ပွဲမှာကစားတာမဟုတ်ဘူးဒိုင်ယာရနေရလားလက်မိုင်းရမယ်လေကျွန်တော်တင်တက်ခိုင်မှုပြည့်ဝမရသေးလို့ခံစားတယ်300မှာပဲနော်ပွဲကြီးကြတော့လေ300မှာပဲဟုတ်တယ်ကိုတဲ့အားနေချက်ကတော့ပေါ်တူဂီမှာအားနေတာကွင်းလေကသိအချိတ်ဆက်မမိတာလို့မြင်တယ်ဟုတ်တယ်ပေါ်တူဂီကွင်းလေပြီးရင်တော့ပိုကောင်းလာမယ်လို့မြင်တယ်ဒါကြောင့်ကျွန်တော်ပီတင်ညာကိုကျွန်တော်မသုံးစေချင်သုံးပဲနဲ့ပြန်မှာပဲထားပြီးတော့အချိန်နေရပေါ့ဝင်မို့နော်အဲ့လိုလေပေါင်းတယ်ဟုတ်တယ်အဲ့လိုလည်းစိုးပါကိုကတော့ရင်တိုင်းပဲ line ထွက်လာမယ်တဲ့ Okay အဲ့ဆိုရင်ကဲဒီနေ့တော့ဒီလောက်ပဲเนาะဟုတ်ပဲဟုတ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ် like and share လေးလုပ်ပေးပါနောက်နေ့မှတွေ့မယ် bye bye